ဇလန်လေးရဲ့အစမှာတော့ဝင်းတေးရောက်အားကြီးတဲ့မွန်စတာကိုနှိမ်နှင်းလိုက်မိကြောင်းဆရာဖြစ်သူကိုအတိပေးနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဂွန်းကအခန်းထဲမှာလေ့ကျင့်နေတယ်။အဲ့ဒီချိန်ဘိုးဖြူကရောက်လာပါတယ်။ဘိုးဖြူကလေ့ကျင့်ခန်းလုပ်နေတဲ့ဂွန်းကိုအမြင်တော့အံ့ဩသွားပါတယ်။သူကဂွန်းကိုဒီလောက်မြန်မြန်နဲ့ကောင်းသွားပြီလားလို့မေးခဲ့ပါတယ်။ဒါကိုကြားတော့ဂွန်းကဘိုးဖြူသူတတ်တာသွားပြီလို့ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်ဘိုးဖြူကဂွန်းကိုသူယူလာတဲ့လက်မှတ်တွေကိုပြခဲ့ပါတယ်။ပြီးတော့နှစ်ယောက်သားစားတောက်ဆိုင်တစ်ခုကိုသွားခဲ့ပါတယ်။အဲ့ဒီချိန်ဘိုးဖြူကဂွန်းကိုလက်မှတ်တွေကဖိုးတန်းနဲ့ကက်စတိုတို့ရဲ့တိုက်ပွဲအတွက်လက်မှတ်တွေလို့ရှင်းပြတယ်။ဒီပွဲမှာကက်စတိုကဖိုးတန်းကိုအရင်ပွဲတွေအတွက်ပြန်ကလေးစားချေမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါကိုကြားတော့ဂွန်းကစိတ်ဝင်စားသွားခဲ့ပါတယ်။အဲ့ဒီချိန်ဘိုးဖြူကဂွန်းကိုသူနဲ့အတူဖိုးတန်းတို့ရဲ့တိုက်ပွဲကိုသွားကြည့်ဖို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်နှစ်ယောက်သားအပြင်ကိုထွက်လာကြပါတယ်။ဂွန်းကတော့သူ့ကိုဝင်းကတိုက်ခိုက်မှုတွေမလုပ်ဖို့ပြောထားတာကြောင့်ဘိုးဖြူကိုပြောပြနေခဲ့ပါတယ်။ဒါကြောင့်ဘိုးဖြူကကြည့်ုံကြည့်ပြီးတော့ဂွန်းကိုလေ့လာဖို့ပြောခဲ့ပါတယ်။အဲ့ဒီချိန်ဝင်းကသူတို့ရှိကနေပေါ်လာခဲ့ပါတယ်။ပြီးတော့သူကဂွန်းကိုဒဏ်ရာကတတ်တာလာပြီလားလို့မေးခဲ့ပါတယ်။ဒါကြောင့်ဂွန်းကသူ့ရဲ့လက်ကိုလှုပ်ပြလိုက်ပြီးအဆင်ပြေပြီလို့ပြောခဲ့ပါတယ်။အဲ့ဒီချိန်ဘိုးဖြူကဝင်းကိုဂိုးကတိုက်ပွဲကိုတွားကြည့်လို့ရပြီလားလို့မေးခဲ့ပါတယ်။ဒါပေမဲ့ဝင်းကတော့ဒါကိုခွင့်မပြုခဲ့ပါဘူး။ဒါကြောင့်ဘိုးဖြူကဂွန်းကိုသူပဲတွားကြည့်လိုက်မယ်လို့ပြောခဲ့ပါတယ်။တစ်ဖက်မှာတော့ဝန်းကဘိုးဖြူတို့ရဲ့အခြေအနေကိုစောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက် TV ကနေဖိုးတန်တို့ရဲ့တိုက်ပွဲသတင်းကိုကြေညာနေခဲ့ပါတယ်။ဒါကိုကြားတော့ဂွန်းကထပြီးတော့ TV ကိုပိတ်ထားလိုက်ပါတယ်။ပြီးတော့သူကလက်သန်းမှာကြည့်ထားတဲ့ကျိုးကိုကြည့်ပြီးတော့ဝင်းရဲ့စကားကိုကြားရောက်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ဘိုးဖြူကပွဲထဲကိုရောက်နေခဲ့ပါတယ်။အဲ့ဒီချိန်သတင်းတင်ဆက်တဲ့သူကကက်စတိုကိုအင်တာဗျူးထားတဲ့ဗီဒီယိုကိုဖွင့်ပြနေခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ကက်စတိုကသူ့အနေနဲ့ဖိုးတန်းကိုအနာယူဖို့ယုံကြည်ချက်ရှိကြောင်းပြောပြနေခဲ့ပါတယ်။ဒါကိုကြားတော့ဘိုးဖြူကပြုံးလိုက်ပြီးတကယ်ယုံကြည်ချက်ရှိမရှိကိုကြည့်လိုက်မယ်လို့တီတိုပြောနေခဲ့ပါတယ်။အဲ့ဒီနောက်သူကကက်စတိုရှိရာကိုတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။သူကအဆောင်ကိုကြော်ဖြတ်ပြီးတော့အခန်းထဲမှာရှိနေတဲ့ကက်စတိုကိုစောင့်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ကက်စတိုကသူ့ရဲ့အနောက်ကိုရုတ်တရက်ရောက်လာတာကြောင့်ဘိုးဖြူကလန့်သွားခဲ့ပါတယ်။အဲ့ဒီနောက်သူကဟမ်မတ်ပြပဲကက်စတိုကိုကြည့်ပြီးလက်မှတ်လိုချင်လို့ပါလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဘိုးဖြူကဘသူဆိုတာကိုကက်စတိုကသိနေခဲ့ပါတယ်။ဒါကြောင့်ဘိုးဖြူကမဖုံးကွယ်တော့ပဲနဲ့ကက်စတိုကိုစွန်းနက်ကသုံးတဲ့အကွက်ကဘလို့လောက်တာလဲလို့မေးခဲ့ပါတယ်။ဒါပေမဲ့တစ်ချိန်ချိန်သူ့ရဲ့ပြိုင်ပွဲဖြစ်လာနိုင်တဲ့ဘိုးဖြူကိုတော့ကက်စတိုကမပြောပြခဲ့ပါဘူး။နောက်တော့ကက်စတိုနဲ့ဖိုးတန်တို့ရဲ့ပြိုင်ပွဲကိုရောက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဘိုးဖြူကသူတို့ရဲ့တိုက်ပွဲကိုလေ့လာဖို့ရောက်နေခဲ့ပါတယ်။အဲ့ဒီချိန်ကက်စတိုကတော့ဖိုးတန်းကိုသူ့ကိုပြန်လည်တိုက်ခိုက်ခွင့်ပေးလို့ကျေးဇူးတင်နေခဲ့ပါတယ်။ပြီးတော့သူကဖိုးတန်းကိုအရှင်ကားနဲ့သူကမတူတော့ဘူးလို့ပြောပြခဲ့ပါတယ်။အဲ့ဒီနောက်တိုက်ပွဲကိုစတင်ခဲ့ပါတယ်။စစချင်းမှာပဲကက်စတိုကဖိုးတန်းရဲ့မျက်နှာကိုကန်ပြစ်လိုက်ပါတယ်။ဒါကြောင့်အားလုံးကအံ့ဩသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဘိုးဖြူကကက်စတိုရဲ့မျက်စံနဲ့လှုပ်ရှားမှုကြောင့်အံ့ဩနေပါတယ်။အဲ့ဒီနောက်တိုက်ခွက်တွေမှာလည်းကက်စတိုကပဲတိုက်ခိုက်နေခဲ့ပါတယ်။ဒါပေမဲ့ဖိုးတန်းကတော့အခုထိသူ့ရဲ့တိုက်ခွက်ကိုမထုတ်သေးပါဘူး။ဒါကိုမြင်ရတော့ကက်စတိုကအားမလို့အမရဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်သူကဖိုးတန်းကိုတိုက်ခိုက်ဖို့ပြောပြီးတော့ဖိုးတန်းရဲ့လက်ကိုပြက်ပြက်လိုက်ပါတယ်။ဒါကိုမြင်တော့အားလုံးကလန့်သွားခဲ့ပါတယ်။အဲ့ဒီချိန်ဖိုးတန်းကတော့ခအေးထလာပြီးတော့သူ့ရဲ့လက်ကိုဖမ်းယူလိုက်ပါတယ်။ပြီးတော့သူကကက်စတိုကိုမင်းရဲ့ပညာကနှစ်ကိုခွဲတာမလားလို့မေးခဲ့ပါတယ်။ဒါကိုကြားတော့ကက်စတိုကခေါင်းငိမ်ပြီးတော့သူ့ကိုယ်သူနှစ်ကိုခွဲလိုက်ပါတယ်။ဒါကိုမြင်တော့ TV တွေကနေကြည့်နေတဲ့မာစတာကသူ့တစ်ဖက်ကိုနှစ်ကိုခွဲချောင်းကိုရှင်းပြခဲ့ပါတယ်။တစ်ဖက်မှာလည်းဘိုးဖြူကကက်စတိုရဲ့ပညာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒီချိန်ကက်စတိုကတိုက်ကွက်ပြင်ပြီးတော့ဖိုးတန်းကိုသူနဲ့တိုက်ခိုက်ဖို့ပြောခဲ့ပါတယ်။အဲ့ဒီခါမှာတော့ဖိုးတန်းကလည်းကက်စတိုရဲ့စကားကိုလက်ခံပြီးတော့ဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ဇလန်လေးရဲ့အစမှာတော့ကက်စတိုကဖိုးတန်းကိုတိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့ဖိုးတန်းကတော့ကက်စတိုကိုခအေးပဲကြည့်နေခဲ့ပါတယ်။အဲ့ဒီနောက်ဖိုးတန်းကသူ့ရဲ့ပြက်နေတဲ့ညာဘက်လက်ကိုလက်ကင်ပေါ်နဲ့အုပ်ပစ်လိုက်ပြီးကက်စတိုကိုငါ့ရဲ့စွမ်းအမှန်ကိုပြမယ်လို့ပြောနေခဲ့ပါတယ်။ပြီးတော့ဖိုးတန်းကပဝါကိုလေထဲကိုမြှောက်လိုက်တော့လက်အစားဖဲချက်တွေကသာထွက်ကြလာခဲ့ပါတယ်။ဒါကိုမြင်တော့ဘိုးဖြူအပါဝင်အားလုံးကအံ့ဩနေခဲ့ပါတယ်။အဲ့ဒီနောက်အားလုံးကိုဖိုးတန်းတယောက်ကဘေရီတွေလုံနေခဲ့ပါတယ်။ပြီးတော့သူကကက်စတိုကိုလည်းနံပါတ်တစ်ခုရွေးဖို့ပြောပါတယ်။ပြီးတော့ဖိုးတန်းကကက်စတိုကိုကြည့်ပြီးတော့မင်းရဲ့အဖေကိုငါတီးပြီးသားလို့ပြောလိုက်ပါတယ်။ပြီးတော့သူကပြက်နေတဲ့လက်ထဲကနေဖဲချက်တစ်ခုကိုထုတ်ယူပြီးတော့ပြလိုက်ပါတယ်။ဒါကိုမြင်တော့ကက်စတိုကအံ့ဩသွားခဲ့ပြီးတော့သူ့ရဲ့ကိုယ်ပွားနဲ့ဖိုးတန်းကိုတိုက်ခိုက်ပါတယ်။ဒါပေမဲ့ဖိုးတန်းကတော့မရှောင်ဘဲနဲ့သူ့ရဲ့ဘယ်လက်ကိုပါအပြတ်ခံလိုက်ရပါတယ်။ဒါကြောင့်ကက်စတိုကအံ့ဩသွားခဲ့ပါတယ်။အဲ့ဒီချိန်ဖိုးတန်းကအေးဆက်စွာပြုံးလိုက်ပြီးတော့ပြန်ကောင်းနေတဲ့သူ့ရဲ့ညာလက်ကိုပြလိုက်ပါတယ်။ဖိုးတန်းကကက်စတိုကိုအရင်ဆုံးစိတ်တက်ကြမဲ့စကားတွေကိုပြောနေခဲ့ပါတယ်။
တစ်ဖက်မှာတော့ကက်စတိုကဖိုးတန်းတယောက်ဘလို့ခွန်းကိုတုံးနေတယ်ဆိုတာကိုမသိတာကြောင့်ထိတ်လန့်နေခဲ့ပါတယ်။ဒါကိုမြင်တော့ဖိုးတန်းကကက်စတိုကိုမင်းကနောက်ဆုံးအယူလိုကားကုန်ပြီးတည်သွားရမှာလို့ပြောလိုက်ပါတယ်။အဲဒီနောက်ကက်စတိုကဖိုးတန်းကိုနှစ်ကိုခွဲပြီးတိုက်ခိုက်ပါတယ်။ဒါပေမဲ့ဖိုးတန်းကတော့ကက်စတိုအစ်စ်ကိုခွဲခြားနိုင်ခဲ့ပါတယ်။ဖိုးတန်းကသူ့ရဲ့ဖဲချက်တွေနဲ့ကက်စတိုကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်ကက်စတိုကကိုခွဲတွေထုတ်မလုပ်နိုင်တော့ပဲတတိလစ်သွားခဲ့ပါတယ်။ဒါကြောင့်ဖိုးတန်းကပြိုင်ပွဲမှာအနိုင်ရသွားခဲ့ပါတယ်။တကယ်တော့ဖိုးတန်းရဲ့လက်တွေကပြန်မကောင်းသေးပါဘူး။ဖိုးတန်းကလက်ပြက်နှစ်ချောင်းကိုပိုက်ပြီးအထဲကိုဝင်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကောင်မလေးတယောက်ကဖိုးတန်းကိုစောင့်နေခဲ့ပါတယ်။သူမကဖိုးတန်းကိုဒဏ်ရာတွေကိုပြဖို့ပြောပြီးယူနေတာလားလို့မေးနေခဲ့ပါတယ်။အဲ့ဒီနောက်သူမကဖိုးတန်းရဲ့လက်ကိုဂွန်းချုပ်ကြီးကိုတုံးပြီးတော့ပြန်ချုပ်ပေးခဲ့ပါတယ်။ဖိုးတန်းကတော့ဒါအတွက်ပတ်စံကိုအကောင့်ထဲလွှဲပေးလိုက်မယ်လို့ကောင်မလေးကိုပြောခဲ့ပါတယ်။ပြီးတော့ဖိုးတန်းကဘန်ဂျီကန်းကိုတုံးပြီးတော့သူ့ရဲ့အိုရာနဲ့ပေါ်ဝါကိုလက်မှာကတ်လိုက်ပြီးတော့အခြေပြားလိုလှုပ်လိုက်ပါတယ်။ဒါကြောင့်ဖိုးတန်းရဲ့လက်ကဒဏ်ရာတွေကပျောက်သွားပြီးတော့အကောင်းပတိဖြစ်သွားခဲ့ပါတယ်။ဒါကဖိုးတန်းရဲ့အိုရာဖြစ်ပြီးတော့ရာဘာလိုအရာဝတ္ထုတွေကိုဆွဲဆက်နိုင်ကျုံနိုင်ပါတယ်။ဖိုးတန်းကကောင်မလေးကိုတိုက်ပွဲတုန်းကသူ့ရဲ့လုပ်ရက်ကိုအထင်မကြီးဘူးလားလို့မေးနေခဲ့ပါတယ်။ဒါကိုကြတော့ကောင်မလေးကတိုက်ပွဲမှာတုန်းကဖိုးတန်းရဲ့လက်ကွက်တွေကိုပြန်တွေးနေခဲ့ပါတယ်။တကယ်တော့ဖိုးတန်းကသူ့ရဲ့ပြက်နေတဲ့လက်ကိုအိုရာကိုသုံးပြီးတော့အပေါ်မှာကတ်ထားခဲ့တာပါ။ဒါပေမဲ့သူကဒါကိုဘယ်သူမှတတိမထားမိအောင်ကတ်တွေကိုသုံးခဲ့ပါတယ်။တစ်ဖက်မှာလည်းအိုရာပို့သုံးပြီးတော့ကတ်တွေကိုညာလက်ကနေကင်ထားခဲ့ပါတယ်။ပြီးတော့သူကသူ့ရဲ့အိုရာကိုကတ်စတွန်ရဲ့အိတ်မှာကတ်လိုက်ပါတယ်။ပြီးတော့ကတ်စတိုကသူ့ရဲ့ဘက်ဘက်လက်ကိုတိုက်နေချိန်မှာသူကအိုရာကိုသုံးပြီးတော့ညာလက်ကိုပြန်ဆက်ခဲ့တာပါ။ဒါပေမဲ့ကောင်မလေးကတော့ဖိုးတန်းကိုဒါကဂွန်းကိုတေချာကျွမ်းကျင်နေသူဆိုရင်တော့မင်းရဲ့လှည့်ကွက်တွေကိုမြင်နိုင်တယ်လို့ပြောပြခဲ့ပါတယ်။ဒါကိုကြတော့ဖိုးတန်းကကတ်စတိုကတတိမထားမိဘူးလို့ပြောခဲ့ပါတယ်။ကောင်မလေးကတော့ဒါကကတ်စတိုကစိတ်မတည်ငြိမ်တဲ့သူဖြစ်လို့ပြောခဲ့ပါတယ်။အဲဒီနောက်ကောင်မလေးကဖိုးတန်းကိုသူ့မှာတာဝန်တစ်ပါလာကြောင်းပြောပြပါတယ်။အဲ့ဒါကတော့လူသစ်တွေကိုလိုက်ရှာဖို့ပါ။ဒါကိုကြတော့ဖိုးတန်းကခေါင်းဆောင်ရောလာမလားလို့မေးခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကတော့မသေးကြတဲ့အဖြေကိုသာပေးပြီးတော့ထွက်သွားပါတယ်။အဲ့ဒီချိန်ဘိုးဖြူကတော့ဂွန်းစီကိုပြန်လာပါတယ်။ဂွန်းကတော့ဘိုးဖြူကိုတိုက်ပွဲကြောင်းကိုမေးနေခဲ့ပါတယ်။ဒါကြောင့်ဘိုးဖြူကတိုက်ပွဲကအရန်ကိုလမ်းကြောင်းပြောပြီးတော့ငါတို့နန့်ကိုထက်လေးချင်းရအောင်လို့ဂွန်းကိုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ကောင်မလေးကဖိုးတန်းရှိတဲ့နေရာကိုမော့ချပြီးတော့ထွက်သွားပါတယ်။အဲ့ဒီချိန်ဖိုးတန်းကရေချိုးနေရာကနေထွက်လာပြီးသူ့ကြောကတက်တူအတုကိုခွာပြစ်လိုက်ပါတယ်။ပြီးတော့သူကဂွန်းတို့ကိုမြင်အောင်ပြီးတော့အခုကအမဲလိုက်ချိန်ပဲလို့တီတိုရေချိုးနေခဲ့ပါတယ်။တကယ်တော့ဖိုးတန်းက Phantom Group အဖွဲ့ဝင်မဟုတ်ပါဘူး။သူက Phantom Group ကိုသာသူ့ရဲ့ရွေချက်အတွက်အသုံးချခဲ့တာဖြစ်ပြီးဒီနေ့ပိုင်းလေးကတော့ဒီမှာရင်ပြီးသွားခဲ့ပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။